moves, you might pay a fine. Oops, I mean pay a bribe. Tongue razor blade, I spit knives. Out here to eat more than 9 lives. You swear we is the all glorious blacklist. Me, I'm infamous. I have no choice in this, so I'ma finish this. Witness the greatness that I'm unleashing. They asking for you. What they gonna do when they asking for you? They label me villain. Stores from Burma, stores to pay Turner. Don't tell me I didn't warn you. I got an armada.ဘာလို့ဒီဘွဲကလှုပ်ဖို့အရေးကြီးလဲဆိုတော့၄နှစ်လုံးအတွင်းမှာကျွန်တော်ကြုံခဲ့ရတဲ့ရက်ဆွဲစွာဖြိုခွင်းမှုတွေလေကြောင်းတိုက်ခိုက်မှုတွေမရင်းကျင်တာတွေလူတက်တာတွေအများကြီးရှိပါတယ်ဒီຢာတွေဟာပြည်သူတွေပဲခါးစည်းခံခဲ့ရတာဖြစ်ပြီးတော့ဒါတွေကိုတက်နိုင်တဲ့ဘက်ကနေအတန်ထွက်ဖို့ကြိုးစားနေတဲ့သူတွေပြန်ပြီးတော့ရရလက်နက်နဲ့တော်လန်တိုက်ခိုက်နေကြတဲ့သူတွေဒီလူတွေအားလုံးရဲ့ခုခံတွန်းလှန်မှုတွေကိုအတိမတ်ပြုဖို့ကျွန်တော်တို့ဒီလိုပွဲတွေလုပ်တာဖြစ်ပါတယ်လုပ်ဖို့လည်းအရေးကြီးပါတယ်ဒီစစ်တပ်ရဲ့ရက်ဆက်ရုံမှမှုတွေကိုနိုင်ငံတကာကိုပိုပြီးသိအောင်ချပြတာတွေသူတို့အတွက်ဒီကိစ္စကိုအာရုံစိုက်လာဖို့နိုင်ငံတကာအတိုင်းဝိုင်းအနေနဲ့ဒီကိစ္စတွေကိုအာရုံစိုက်လာဖို့အတွက်စီယုံလှုံ့ဆော်တာတွေဒါတွေကိုပို့ပြီးတော့လုပ်သွားဖို့ပဲရှိပါတယ်ဘာလို့ကျွန်တော်တို့မကြခင်လာမှာဖြစ်တဲ့အတွက်သမင်းဝအောင်စားရလို့ပဲကျွန်တော်ပြောချင်တယ်ဘာလို့သူ့ရခုံမှာမကြခင်ပျောက်တော့မှဖြစ်တဲ့အတွက်လောက်ပါနောက်ဆုံးလှုပ်ချင်အဆုံးထိလောက်ကိုယ်တွေလည်းမကြခင်လာမှာဆိုတော့သူလှည့်ပြီးကိုယ်လှည့်ပါလားကျွန်တော်ဒါပဲပြောချင်ပါတယ် all the power to stay